Okay အဲ့တော့ကျွန်တော်တို့ဒီပိုင်းကိုစရေးမှာဖြစ်ပါတယ်ကျွန်တော်ကအဲ့ကျတော့ material product ကို import လုပ်လိုက်ပါမယ်လုပ်ပြီးတော့stateful weather screen ဆိုပြီးတော့ထည့်လိုက်ပါမယ်ထည့်ပြီးတော့ကျွန်တော်တို့မှာပုံမှန်တိုင်း scaffold ရှိမယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့above ပေါ့နော် above our title weather app ဟိုပြီးတော့ action ကျွန်တော်တို့ action မှာ icon button လေးထည့်လိုက်မယ်ထည့်ပြီးရင်ကျွန်တော်တို့ဒါထည့်မယ်ထည့်ပြီးတော့လို့ရှိရင်location လေးယူလိုက်ပါမယ် okay ရွေးပြီးသွားရှင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်ဒီမှာ file နဲ့ blog ဒီ blog မှာပုံမှန်ကတော့ကျွန်တော်တို့ဟိုနာမည်လေးထည့်ပေါ့နော် gap weather blog တော့ပါတော့ကျွန်တော်တို့ကကိုယ့်က blog တစ်ခုတည်းရှိရဖြစ်တဲ့အတွက်ဆိုမထည့်တော့ဘူးပေါ့နော်များတယ်ဆိုရင်တော့ထည့်ပါဒါမှဖတ်ရလို့ရပါတော့ပြီးတော့ဒီ icon button လေးကိုလည်းကျွန်တော်တို့ကဒီ padding ကိုညာဘက်ကို20လောက်ကန်လိုက်ပါမယ်ခင်ဗျာလို့20လောက်ကန်လိုက်တယ်ဆိုရင်ကြည့်ရတာအဆင်ပြေသွားပါပြီအဲ့တော့ body မှာဆိုရင်ကျွန်တော်တို့မရှိမလဲဆိုတော့ကျွန်တော်တို့ blog provider ကနေစပြီးတော့create လိုက်ပြီပေါ့နော်ပုံမှန်တိုင်းကတော့ကျွန်တော် blog ဒီ provider မလိုပါဘူးဘာဖြစ်လို့ဆိုကျွန်တော်တို့ကဟိုပါပေါ့နော် blog ပေးတာလည်းလုပ်လို့ရတယ်ဒါပေမဲ့ဒီသင်ခန်းစာလောက်ရချင်းရွေးချက်ကလည်း blog ကိုသုံးသက်စေချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့က blog provider ကိုတစ်ခါလေးထည့်ရေးပြချင်ဖြစ်ပါတယ်အဲ့တော့ blog ပြီးရင်သူ့မှာမရှိမလဲဆိုကျွန်တော်တို့ listener ရှိမယ် first child ပေါ့နော် sorry ကျွန်တော် listener မှာဆိုလဲကျွန်တော်တို့ကcontext ရယ် state ရယ်ရှိရဖြစ်ပါတယ် sdd state အဲ့တော့ဒီမှာကျွန်တော်တို့ဒီ blog လေးကိုချက်ချထားလိုက်မယ်အဲ့ blog ပြီးရင်ကျွန်တော်ဘာလာလဲဆိုတော့ကျွန်တော် blog ပြီးရင် listener ဒီမှာဒီတိုင်းချရခဲ့ပေါ့နော်ဒီ listener ပြီးရင်တစ်ခါ chain ပြန်လာမှာဖြစ်ပါတယ် chain ပြီးတော့ကျွန်တော်မှာဒီမှာ blog beta ကိုရောက်မှာဖြစ်ပါတယ်အဲ့တော့ blog beta မှာဆိုရင်ကျွန်တော်တို့ကbeta မှာကျွန်တော်တို့context ရယ် state ရပါတာဖြစ်ပါတယ်မတူတာကကျတော့ကျွန်တော်တို့ကဒီ beta blog beta ကကျွန်တော်တို့က return ပြန်လာဖြစ်ပြီးတော့ဒီ listener ကျတော့ကျွန်တော်တို့လောက်ဆောင်ချက်တွေလုပ်ရမယ်ဒီကောင်ကတော့ void ပဲဟိုလိုပြောရရင်တော့ဒီကောင်ကကျတော့ return type မျိုးစားပြန်တဲ့ fashion မျိုးပေါ့အဲ့လိုမျိုးခွဲခြားပြောရမှာပေါ့အဲ့တော့ return ဒီမှာဘာလို့ return တစ်ခါကျွန်တော်ရေးလိုက်တာလဲဆိုတော့ဒီမှာအနီလေးပြအဲ့ဒါလေးကျကျွန်တော်တို့ဒီ widget တစ်ခုခုကို return ပြန်ထားမှရမှာပေါ့နော် default အနေနဲ့ return ကျွန်တော်တို့က container လေးပြန်ထားလိုက်ပြီဗျာဘာမှမပါရဘူးဒီမှာတခုထည့်ဖို့ကျွန်တော်တို့ပြောရမယ်ပေါ့နော်ဒီလို listener နဲ့ filter မှာကျွန်တော်တို့ဗာထည့်ပြရမလဲဆိုတော့ဒီ video ရှိရ weather blog ရယ်ကျွန်တော်တို့က weather state ရယ်ပေါ့နော်ရပြီအဲ့ဒါလေးကိုကျွန်တော် copy ပြန်ကူးလိုက်မယ် copy ကူးပြီးတော့ဒီမှာပြန်ပြီးတော့ထည့်လိုက်မှာဖြစ်ပါတယ်ဒီလိုထည့်လိုက်မယ် okay အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာက con ဒီစလုံးမမှားသွားတာဖြစ်ပါတယ် if std state is ကျွန်တော်ဘယ်ကစလိုက်လဲဆိုတော့ဒီ weather loading ကနေစလိုက်မယ် weather loading စလိုက်မယ်စပြီးရင် as if std state awt weather empty စတယ် empty ပြလိုက်မယ်အဲ့ပြီးကျွန်တော်ကဒီမှာပြန်ကူးလိုက်မယ်ထည့်လိုက်မယ်အဲ့ပြီးရင်ကျွန်တော်ကလုပ်လိုက်မယ်ဒါပြီးတော့လို့ရှိရင်ကျွန်တော် return center ဆိုပြီးတော့သူ့ရဲ့ charge GHD touch မှာcharge က touch ကောင်းမဟုတ်ဘူးကျွန်တော်တို့ဘာဖြစ်မလဲဆိုတော့ circular focus indicator လေးကိုပြပေးလိုက်ပေါ့နော်လဲနေရာလေးပေါ့ဒီမှာ spin kit တွေပါသုံးလဲရတယ်နော် flutter spin kit တွေပါဒီလိုအလှဆင်လို့လည်းရတယ်
chime ကျွန်တော်တို့ chime ပြီးရရှင်ကျွန်တော်တို့ဒီ empty ဖြစ်တဲ့အတွက် text လေးပဲပြန်လိုက်မယ် empty data ဆိုပြီးပြန်ပေးလိုက်မယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကဘာပြန်ပေးရမလဲဆိုတော့ဒီstate ဘက်ကလာတဲ့ error ကိုပြပေးမှာဖြစ်ပါတယ်အဲ့တော့ state.message ဆိုပြီးပြပေးလိုက်မယ်ဒီမှာကျွန်တော်လုပ်တဲ့ဖြစ်သွားတဲ့အချိန်မှာကျွန်တော်ဘာပြန်ပေးရမလဲဆိုတော့ကျွန်တော် return list view data အဲ့တော့ဒီ item data မှာဘာပါမလဲဆိုတော့ကျွန်တော်တို့ context ရယ် integer index ရယ်ပါမှာဖြစ်ပါတယ်အဲ့တော့ဒီမှာသူလည်းဒီလိုပဲပေါ့နော်ကျွန်တော်တို့ဒီ filter တွေက item filter ကကျွန်တော်တို့ return ပြန်ပေးရမှာဖြစ်ပါတယ်သူလည်းအဲ့ဘယ်လို return ပြန်မလဲဆိုတော့ဒီမှာကျွန်တော် list တစ်ခုပြန်ပေးလိုက်ပြီဗျာ list ပြန်ထားလိုက်ရင်သူတော့ CP နော်အဲ့ပြီးတော့ဒီမှာ item data ကကျွန်တော်ဒီမှာ item count ထည့်ပေးမှာဖြစ်ပါတယ် item count ကကျွန်တော် state.res.list.lamp ဖြစ်ပါတယ်အဲ့ list ကိုကျွန်တော်တို့ထုတ်ပေးမှာဖြစ်ပါတယ်ထုတ်ပြီးတော့ကျွန်တော်ဒီမှာက data ဆိုပြီးတော့ကျွန်တော်ရေးရတူပေါ့နော်ထည့်လိုက်မယ်state.rest.list ထဲကနေမှာကျွန်တော်တို့ခုလက်ရှိရောက်နေတဲ့ index number က data ကို data ဖြစ်သုံးမှာဖြစ်ပါတယ်အဲ့ဒီမှာကကျွန်တော်တို့ဘာပါမလဲဆိုတော့ leading ပါပဲဗျာlist မှာဆို leading ရဲ့ title ရဲ့ subtitle ရဲ့ပါမှာဖြစ်တဲ့အတွက် leading မှာဆရာက circle equator radius ကိုကျွန်တော် radius ကို20လောက်ပဲထားလိုက်နော်ပြီးရင် chime ပေါ့နော် chime ကျတော့ကျွန်တော်တို့ကသူ့ရဲ့ icon လေးက link လေးနဲ့လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့က img image.network ကိုပေးလိုက်မယ်ပြီးတော့ data. ကျွန်တော်တို့ weather တဲ့က index number 0တခုပဲပါဖြစ်တဲ့ index number 0 icon လေးကိုပို့ထားလိုက်မှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ title မှာကျတော့ dash ပြီးတော့ data. ကျွန်တော်တို့ကခုနကလိုပဲ weather တဲ့က0တဲ့က .description ကိုထည့်ပေးမှာဖြစ်ပါတယ် okay အဲ့ပြီးတော့ကျွန်တော်တို့ဗာထည့်ရမလဲဆိုတော့ title description subtitle ပေါ့နော် subtitle လေးထည့်ပေးမယ်အဲ့ subtitle လေးထည့်ပေးဆိုရင်ကျွန်တော်တို့ dash ပဲခုနကလိုdata တွေက subtitle ကျတော့ကျွန်တော် summary ကိုပြပေးမှာဖြစ်ပါတယ်အဲ့ဒါနဲ့လည်းပြီးသွားတာဆိုပြီးပါဘူးကျွန်တော်တို့လက်ရှိရောက်နေတဲ့မြို့ကလေးကိုပါပြပေးမှာဖြစ်တဲ့အတွက်ဒီကောင်လေးကိုကျွန်တော်တို့ column လေးနဲ့အုပ်လိုက်မယ်အုပ်ပြီး list view ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ infinite scroll field ဖြစ်တဲ့အတွက်ကျွန်တော်တို့ expanded လေးနဲ့ပါအုပ်ပေးလိုက်မယ်အုပ်ပေးပြီးမှကျွန်တော်တို့အပေါ်မှာသူ့နေရာမှာဗာလေးပြန်ပေးရမလဲဆိုတော့ list တွေပဲထပ်လုပ်ပေးလိုက်မယ်အဲ့ list တွေမှာကျွန်တော်တို့က title ရဲ့ text မှာကျွန်တော်တို့ဗာထည့်ပေးမလဲဆိုတော့လေဒီ state တော့ကျွန်တော်တို့ဗာထည့်မလဲဆိုတော့ရင်state.rest.ct ပေါ့လေ state.ci ဒီမှာ ct ပေါ့အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာ expire ဖြစ်သွားပါတော့နော်ဒီမှာတခုဖြစ်သေးဘူး okay ဒီဘက်ကနေပဲကျွန်တော် test မှာလုပ်လိုက်2020ဟုတ်တယ်အဲ့ဒါ data provide ဆိုရင်ကျွန်တော်တို့90 20ထည့်လိုက်မယ်90 okay ဒါပဲရရပါတော့ဒီမှာ city မှာကျွန်တော်တို့ကိုယ့်ရဲ့နိုင်ငံကုတ်လေးပါတယ်ဗျာကျွန်တော်ဆွဲတော့များပဲဆိုတော့ဒီ main ထဲမှာ list ထဲမှာမဟုတ်ဘူး list ရဲ့နောက်တစ်ခုပေါ့နော် city မှာကျွန်တော် name ပါတယ်ကျွန်တော် name ယူလိုက်တယ်ဒါပေမဲ့ country ဒီကောင်မှာ India ရောက်နေပေါ့နော်ဒီမှာ IN ဆိုတာ India ကုတ် India နိုင်ငံ country ကုတ်ကိုရောက်နေတယ်ပေါ့အဲ့တော့ကျွန်တော်ရဲ့ဒီ model ထဲမှာ city မပါသေးဘူးပေါ့နော်city ပါတယ်ပေါင်ပါသေးတယ်ပေါ့ city ရဲ့ဒီ country မပါသေးတဲ့အတွက်ကျွန်တော်ကသူ့ရဲ့ဟိုလေးကို country လေးကိုထည့်လိုက်ပါမယ်ဒါမှကျွန်တော်တို့ပြရတဲ့ data လေးပို့ဆုံးမှာပေါ့နော်ဒီမှာဘာမှမပါဘူး require this. ဆိုပြီးတော့ကျွန်တော်တို့ country ထည့်လိုက်ပါဒါရပါပြီအဲ့တော့rest.cd. ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီမှာ name ထည့်လိုက်မယ်အဲ့ဒါပြီးတော့ကျွန်တော်တို့ subtitle မှာထည့်မလဲဆိုတော့ country code ထည့်မှာဖြစ်ပါတယ် country code ထည့်မှာဖြစ်ပါတယ်အဲ့ဒါလေးဆိုရင်တော့ကျွန်တော်တင်စီပြတာဒီမှာ pattern မထည့်ရသေးဘူးပေါ့နော်အဲ့တော့ pattern